အားလုံးမင်္ဂလာပါချစ်ကိုချင်မတို့ကျွန်တော်ဒီနေ့ချစ်ကိုချင်မတို့ကိုရက်90အဟောင်းတစားလေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်။ဘာကြောင့်လဲကျွန်တော်ရက်90တွေကိုဒီလိုရောင်းပေးနေရတာလဲဆိုတော့ကျွန်တော်ဒီရက်90လေးတွေဟာအဟောင်းလေးဖြစ်တယ်။အပြီးတော့ဆန်ကလည်းတော်တော်ကိုမာပါတယ်။အိုးလေးတက်ပါတယ်။ရင်ကွေးတာလည်းမပါဘူး။နောက်တစ်ခုကဈေးတန်းလေးတက်တာပါတယ်။ချစ်ကိုချင်းမတွေဘဝတူเนาะဘဝကိုရုန်းကန်စူးစမ်းနေကြတယ်ကျွန်တော်တို့ ਨੇ ဘဝတူချစ်ကိုချင်းမတွေဆန်ဆိုင်တွေเนาะရောင်းကောင်းပါစေနောက်ထပ်ပါလဲအကျိုးမြတ်တွေခံစားရပါစေဆိုတဲ့စိတ်စေတနာနဲ့ပေါ့เนาะဖြစ်စေရှင်တဲ့စေတနာနဲ့ကျွန်တော်ချစ်ကိုချင်းမတွေကိုဒီနေ့ရက်90လေးကိုရောင်းပေးတော့မှာဖြစ်ပါတယ်ဈေးနှုန်းတက်တာပါတယ်เนาะအဟောင်းလေးမှန်ကန်ပါတယ်ကျွန်တော်အဲ့ဒါကိုဆန်နမူနာလေးပြပေးမယ်เนาะဒီမှာကားချနေပါတယ်เนาะဒီမှာပါကားချနေပါတယ်ဒါလေးကတော့အဲ့300နေပါရှိပါတယ်ဒီဆန်လေးပေါ့နော်ဟုတ်ကဲ့ဒီမှာပါနော်ဒါပိုက်ထိုးနေတဲ့ရက်90အဟောင်းပါနော်ဒီမှာပါအယိုးလေးတွေကချစ်ကိုချင်းမတွေတော်တော်လားတယ်နော်အယိုးလေးတွေလားတယ်အပြီးတော့ကျွန်တော်လေဒါလေးတွေကိုဒီလိုကျွန်တော်ဒီလိုဟိုလက်ကလေးနဲ့ဒီလိုချိုးကြည့်တဲ့အချိန်မှာတော်ရုံတန်ရုံနော်ကြားတယ်မလားနော်ဘယ်ဘာတန်ကြားလဲထောင်းနော်ထောင်းခနဲ့ကြားတယ်နော်ဟုတ်ပြီဒါဆိုရင်သေချာပြီဒါသည်ကျွန်တော်တို့တော်တော်လေးအကျော်မာနေပြီးဆန်ထမင်းရှက်လာတဲ့အချိန်မှာလဲဒါသည်အဆူခံမယ်ဆိုတာလုံးဝကျင်းတင်မလေးပါကဲကြားတယ်ထမင်းလေးကိုကြည့်လိုက်မယ်ကဲဒီမှာနော်ချစ်ကိုချစ်မတို့နော်ထမင်းသားတွေကိုကြည့်ပါနောက်ထပ်အထက်ကယူပေးပါအောင်ဆူနေပြီနော်ထမင်းလေးတွေပေါက်နေပြီရင်ကွေးတာမတွေ့ရဘူးနော်ထမင်းတွေရှည်တယ်အိုးတွေတက်တယ်ကဲကျွန်တော်နောက်ဆုံးအခြေအနေကိုကြည့်မယ်နော်ဒီမှာပါနော်ကျွန်တော်တို့ဒါနောက်ဆုံးအခြေအနေပါကျွန်တော်တို့ရက်90ဒီနေ့ရောက်တဲ့ရက်90လေးကိုရှက်ထားတဲ့ထမင်းဖြစ်ပါတယ်ဒီထမင်းလေးအာသာချက်ကထမင်းအိုးတက်တယ်ထမင်းရှည်တယ်ပြီးတော့ရင်ကွေးတာမတွေ့ရဘူးပေါ့နော်အသိနည်းနည်းတလုံးတလေလောက်တော့မြင်ရနေရတယ်နော်ဒါကိုကျွန်တော်ဘေးစင်းနဲ့ပေးမှလဲဆိုတော့8200နဲ့ယူပါ8200ဆိုတာကကျွန်တော်လက်ကားစေးဖြစ်ပါတယ်လဲလီစေးကတော့အိမ်ရောက်ကိုကျွန်တော်တို့ကတော့ဒါပေါက်ချင်းလေးတွေနဲ့ကျွန်တော်တို့သွားမှဖြစ်တဲ့အတွက်ပေါ့နော်လဲလီလေးရောင်းတယ်ကျွန်တော်တို့လက်ကားစေးကတော့ကျွန်တော်8200နဲ့ပေးပါမယ်ချစ်ကိုချင်းမတွေနော်မြင်တဲ့အတိုင်းပဲကျွန်တော်တို့အပြင်မှာလဲကျွန်တော်တို့လက်တွေ့ကြကျွန်တော်တို့ဒါချစ်ကိုချင်းမတွေကိုပွင့်လင်းမြင်သာစွာနဲ့ကျွန်တော်ရောင်းချပေးတာဖြစ်ပါတယ်ကျွန်တော်တို့စီမှာတခြားဟာတွေလည်းများစွာရှိပါတယ်ဆန်ဥပမာရက်90ရတနာတို့အညာသားနော်ဖန်တီဒုက္ခပခန်းပြီးတော့ဗာလဲနောက်တော့ထိုင်းမွေးဆန်တော်တော်မျိုးစုံစင်စုံလင်းဆန်းဆိုင်တဆိုင်စာအတွက်ကိုနော်ကျွန်တော်တင်ထားပါတယ်ချစ်ကိုချင်းမတွေအားပေးဖို့အတွက်မျှော်လင့်ပါတယ်အားလုံး good luck ပါ